ကဲကျွန်တော်တို့ကြည့်ရှေ့ကတင်လာတဲ့စာလေးကိုဆရာ revision လေးပြန်ပြောပြမယ်ပြီးမှညံစမ်းလေးတစ်ခုဆက်ပြမယ်ဆိုတော့နော်ဘာလေးပြန်ပြောပြမလဲဆရာတို့ရှင်းမှာတော့ဆရာတို့သင်ခဲ့တဲ့စာလေး revision လေးတစ်ခုသင်ခဲ့ညံစမ်းလေးသင်ခဲ့တဲ့ဟာလေးစာမျက်နှာ140စာမျက်နှာ140 page 140 review exercise 1ဟာလေးဆက်ပြန်ပြောပြနော် review exercise 1ဘာမေးခွန်းလဲဆရာငါတို့ချိုးတွေတော်တဲ့ဘက်လေးမှတ်မိသေးတယ်လေ when the charge on a capacitor is increased does its capacitance increase explain ဆိုတဲ့မေးခွန်းလေးပြောတယ်နော် capacitor မှာတဲ့ charge ကိုတိုးလိုက်တဲ့အခါမှာတဲ့ capacitance လိုက်တိုးမလားဆိုတဲ့မေးခွန်းလေးချက်ချင်းပြန်မဖြေနဲ့အောင်နော်ဆရာမဖြေနဲ့အောင်ဆရာတို့တစ်ခေါက်ပြန်ပြောအောင်မယ်နောက်တစ်ခေါက်ပြန်ပြောပြမယ်ငါတို့ revision လေးပေါ့ညီမရင်းလေးနဲ့စဉ်းစားတယ်ပြောစရာအောင် C equal to Q by V capacitance ကိုလိုချင်တယ် charge ကိုဒီ potential difference နဲ့စာပြန်ပြောစရာပါလဲ capacitance ကိုလိုချင်တယ် charge ကိုဒီ potential difference နဲ့စာအဲ့ညီမချင်းမှာကဲသူကဆရာအောင်မေးတယ် Q ကိုတဲ့တိုးလိုက်လို့ရှိရင်လည်း capacitance C တိုးပါမီလားအဲ့တော့ဆရာတို့စဉ်းစားရမှာဒါဆိုပြီးတော့သင်ထားတဲ့ဟာလေးဆရာပြန်ပြောပြီး Q ကိုဆရာတို့အဲ့နေထားမှာဆရာနှစ်ဆတိုးလိုက်တယ်မှတ်မိလား Q နှစ်ဆတိုးရင်ဘယ်သူနှစ်ဆလိုက်တိုးလဲဟုတ်တယ် capacitance လိုက်မတိုး potential difference နဲ့ဆလိုက်တိုးတယ်အဲ့နှစ်ဆနဲ့ကြည့် proportionally အချိုးတူညီသွားလိုက်တိုးတာဟုတ်ပြီနော်တကယ်လို့ဆရာချက်စီဆရာပြော3ဆဆို capacitance လဲ potential difference လဲ3ဆ capacitance ပြောင်းလဲသွားခြင်းမရှိဘူးအဲ့လိုက်တိုးတဲ့နှစ်ခုပြန်ချေသွားတယ်ဆရာလို့လိုက်တိုးဖို့အတွက်ဘာလို့ရလဲလို့ပြောရင်အတိအကျပြောရင် battery ပြောင်းပြီးဆရာတက်လိုက်ညားလေးဆရာပြတာ battery လဲပြီးတက်လိုက်တယ် connected လုပ်တဲ့အခါမှာ battery လဲတဲ့ဆရာဘလို့ battery လဲတက်သွားလဲ6 volt battery နဲ့တက်12 volt battery နဲ့ပြောင်းတက်18 volt battery နဲ့တက်စသည်ဖြင့် potential difference လေးဆရာပြောင်းသွားတယ် potential difference ပြောင်းသွားလို့ရှိရင်ဆရာဘယ်သူပြောင်းတာလဲဟုတ်တယ် charge လိုက်ပြောင်းတယ်ဘလို့ပြောင်းတာလဲအချိုးတူညီသွားလိုက်ပြောင်းတာအဲ့တော့ဆရာတို့အလွယ်အောင်ဆရာတို့អော်ခဲ့သေးတယ် Q တိုးရင် V အချိုးတူညီသွားလိုက်တိုးတယ်ဒီဘက်ကပြန်ပြောမယ် V တိုးရင်လည်း Q ဒီအချိုးတူညီသွားလိုက်တိုးတယ်ထို့ကြောင့် capacitance ဒီပြောင်းလဲခြင်းမရှိအဲ့ကိစ္စပါဒါပဲ constant remain constant stay the same တူတူပဲမူလအတိုင်းပဲရှိနေအဲ့တော့ဆရာတို့ဖတ်ဆိုခဲ့နော်ကဲပြန်ဆိုကြမယ်တူတူလိုက်ဆိုကြမယ် when the charge on a capacitor is increased ဖြည့်ပြီး its capacitance does not increase ဘာလို့လဲလို့မေးတယ်မေးခွန်းဖြည့်ပြီး when the charge on a capacitor is increased the potential difference also increases proportionally therefore the capacitance of a capacitor remain constant သို့မဟုတ် a constant သင်ခဲ့ပြီးသားလေးဒီဘက်ကိုခေါင်းနဲ့ပြန်ရအောင်ဆရာပြန်ထည့်ပြီးတော့နော်ကဲနောက်တစ်ခုဆက်သွားမယ် revision လေးပြန်လုပ်ပေးမယ်နောက်မေးခွန်းလေးတစ်ခုစာမျက်နှာဆရာဘယ်လောက်မှဆရာသင်ခဲ့တာလဲစာမျက်နှာ151 exercise မှာ page 151မေးဝါရတဲ့ဘက်ရစာအုပ်လေးလိုက်လန်တာပါဇက်ကလည်းလိုက်ပြောမေးခွန်းလေးလိုက်ကြည့်နံပါတ်4လေးသင်ခဲ့တဲ့စာလေးနံပါတ်4မေးခွန်းနံပါတ်4လေးနော်ကဲမေးခွန်းလေးတစ်ခေါက်ဆရာပြန်ဖတ်ပြအောင်ဆရာပါလိုက်ဖတ်မယ် What must be done to increase the capacitance of a capacitor capacitor လုံးရဲ့ capacitance တိုးဖို့အတွက်ဘာလုပ်ပေးရမလဲစီတိုးဖို့အတွက်အဲ့တော့ဆရာတို့ခေါင်းစဉ်တက်ပြီးဖြေခဲ့လေ to increase the capacitance of the capacitor to increase the capacitance of a capacitor capacitor တစ်လုံးရဲ့ capacitance တိုးဖို့အတွက်ဘာလုပ်ရမလဲတေးကြတာတော့ငါတို့ပဲခုနညီမချင်းနဲ့သွားစဉ်းစားလို့မရခုနညီမချင်းမှာ C က constant ဖြစ်နေတယ်အဲ့တော့ဆရာ capacitance တိုးဖို့အတွက်ဆရာဘာ equation နဲ့စဉ်းစားပါလဲဟုတ်တယ် capacitance ဒုတိယ equation နဲ့စဉ်းစားမယ်ပြောစရာအောင် C equal to kappa epsilon naught A by D ဒါတော့ပြီးတော့နောက်တစ်ခေါက်ပြန်ပြောပါအောင်ဆရာ C equal to kappa epsilon naught A by D အဲ့ equation မှာကဲဆရာပြောပြီးလုံးဝမပြောင်းလဲပဲ constant ဖြစ်တာဟုတ်တယ် permittivity of air or vacuum တန်ဖိုးဘယ်လောက်လဲပြော 8.85 into 10 power minus 12 coulomb square per newton per meter square or farad per meter သို့မဟုတ် farad per meter နော်အဲ့တော့ဒီနေရာလေးမှာ epsilon naught လေးကိုဖယ်လိုက်
အဲ့တော့ vary နဲ့ရေးမယ် equation ကနေ vary capacitance vary C vary kappa A by D ပြန်ဆိုပြပါအောင်ဆရာ C vary kappa A by D အဲ့တော့မှပြန်ကြည့်ပြီး C ကိုဆရာတို့ကတိုးကျင်တာ capacitance တိုးကျင်တယ် capacitance တိုးကျင်တယ် increase များကျင်တယ်ဒါသမီးဒါနဲ့ capacitance တိုးကျင်တယ်ဆိုဒီမှာကြည့်ရင် area နဲ့ဘယ်လိုချိုးကြလဲအပေါ်ဟုတ်တယ်ဓာတ်ရိုက်ချိုးကြတယ် capacitance တိုးဖို့အတွက် area ဒီကဆရာမေးမယ်တိုးပေးရမလားရှော့ပေးရမလားအေးပေါ့တိုးပေးရမှာပေါ့ area တိုးမှ capacitance လိုက်တိုးမှာပြန်ပြောဆရာပါလဲ area တိုးမှ capacitance လိုက်တိုးမှာအဲ့တော့ဘယ်လိုဖြေခဲ့လဲဆရာတို့အဲ့တော့ဖြေခဲ့တယ်ပြန်ဆိုပြမယ်ဒီ area A must be increased သူကမိကောမှာ mass နဲ့မိတာဆရာတို့လည်း mass နဲ့ဖြေတာပေါ့ဟုတ်ပြီနော်အဲ့တော့အမေရှော့နဲ့သွားဖြေလိုက်ရောရတာပဲပြဿနာတော့မရှိပါဘူးဆရာတို့ပြဿနာမရှာပါဘူးနော်အဖြေမှန်ပေးပါတယ်ဆရာတို့ယူပါပြီလားဒါပေမဲ့သူက mass နဲ့မိတာဆရာတို့ mass နဲ့ဖြေတာလေးကပိုတဘာဝကြတာပေါ့အဲ့ဒါနဲ့မှဖြေမှမှန်တယ်လို့ဆရာပြောတာမဟုတ်ဘူးနော်ပိုကောင်းတာလေးပြောတာဒီ area A must be increased ဒါတိုးဖို့အတွက်ခေါင်းစဉ်ကြီးဆရာတတ်တာဒါလေးပါထည့်ပြပြီနော်ရှင်းပါလဲရှင်းခဲ့ပြီသား distance D နဲ့ကြတော့ဆရာပြန်အပေါ်နဲ့အောက်နဲ့ဆိုတော့ဘယ်လိုချိုးကြလဲဟုတ်တယ်ဗျောင်းမြန်ချိုးကြတယ်သားသမီးပြောပါလဲဗျောင်းမြန်ချိုးကြတယ်တပည့်တို့အဲ့တော့ဆရာပြောဒါကြီးကိုတိုးခြင်းနဲ့ဒါများခြင်းနဲ့ဆိုတော့ဒါဘာဖြစ်ရမလဲဟုတ်တယ်နည်းပေးရမယ်သို့မဟုတ် short ပေးရမှာပေါ့ distance ကို short ချ short ဒါပဲ short ဟုတ်ပြီနော်အဲ့တော့ဘယ်လိုဆိုခဲ့တာလဲဆိုတော့အဲ့တော့ the distance D must be decreased short ချပေးရမယ်ပြန်ပြော the distance D must be decreased distance ကို short ချ distance ကို short ချတော့ပလိပြားနှစ်ပြားကြားအကွာဝေးလေးအဲ့ဒါလေးကိုဆရာနီးပေးလိုက်တာပေါ့ပလိပြားနှစ်ပြားနီးပေးလိုက်ဒီယော့သွားတာပေါ့အဲ့ပြန်ပြောပါခုနက the area A must be increased the distance D must be decreased ဆရာ reduce ဖြစ်ရောရတယ်အဲ့တော့ကျောင်းသားလေးတယောက်ဆရာအောင်မေးသေးတယ်ဆရာလည်းကျွန်တော် reduce လို့ဖြေခြင်းတယ်ရပါတယ်ကဲနောက်ဆုံးဆရာမေးပြီကပ္ပါနဲ့ capacitance နဲ့ဘယ်လိုချိုးကြရလဲဟုတ်တယ်ဓာတ်ရိုက်ချိုးကြတယ်ဓာတ်ရိုက်ချိုးကြရဆိုဆရာပြောဒါတိုးဖို့အတွက် C များဖို့အတွက်တိုးဖို့တကယ်တော့တိုးတယ်ဆိုတာများတာပေါ့အဲ့ကပ္ပါလည်းပါပြရမယ်အေးပေါ့များတာထည့်ရမှာပေါ့ကပ္ပါများတာထည့်သားသမီးပြောပါလဲကပ္ပါများတာထည့်အဲ့ဒါလည်းဆရာတို့ဇယားလေးနဲ့တောင်ဆရာတို့ပြခဲ့သေးတယ်ကပ္ပါအဲ့မှာ dielectric constant ကပ္ပါနဲ့ပတ်သက်တဲ့ဇယားလေးဆရာတို့ရှိရလေဒါတော့သမီးတို့စာမျက်နှာ142မှာ142မှာvacuum တက်ဆိုကပ္ပါဒီ1မရခဲ့မေးသွားတဲ့ပဲလေးပြန်ကြည့်ပါကြက်ထားစရာမလိုသိအောင်ပဲများများလေးဖတ်တာ vacuum ဆိုကပ္ပါ1အဲဆိုရင်1နဲ့နီးစပ်တယ်ဘယ်လောက်လဲပြော1.0006ဟုတ်တယ် west paper ကပ္ပါ2အများကြီးချောင်းပြောဆရာတို့လိုတာလေးပဲ rubber မာရဲ rubber ဟုတ်တယ်ကပ္ပါ3တချို့ဆိုလေးမှတ်မိသေးတယ် glass ဆိုပြောစရာ5-8မှန်တာပေါ့ဇရာထဲမှာဆရာအများဆုံးကပ္ပါဘယ်သူလဲဆရာ water ဆရာပြောခဲ့ဘူးလေနော်မှတ်မိပါတယ်ချို့ဆိုလေးတော့မှတ်မိတယ်81 dielectric constant ကပ္ပါတန်ဖို့ဒီနော်အဲ့တော့ဆရာဒီနေရာမှာ C များဖို့အတွက်ဆရာနောက်ဆုံးချက်ကပါလဲကပ္ပါများတဲ့ကြားကန်နဲ့လဲထက်မင်းဥမာရှိနေတာဒီဥမာမင်းထည့်ထားတာဆရာ air vacuum ထားရတယ်ဆရာ rubber ထည့်လိုက်ကပ္ပါဒီ3 3စပို့တိုးသွားမယ်တကယ်လို့ဆရာအဲ့နာမှာ west paper ထည့်လိုက်ကပ္ပါ2 2စပို့တိုးသွားမယ်တကယ်လို့ဆရာ glass ထည့်မယ်ဆရာကပ္ပါ5နဲ့ 5-8 9နဲ့8ကြား9စသုံးဖို့8စတိုးသွားမယ်အဲ့တော့ဆရာအဲ့တော့ဘာပြောခဲ့လဲဆရာ by replacing လဲထည့်ပါဟုတ်ပြီနော်ဘာလို့လဲထည့်ရမှာလဲ insulating material သို့မဟုတ် dielectric material ဘယ်လို material လဲ heavy ရှိနေတဲ့ material လက်ကြတဲ့ dielectric constant ကပ္ပါများတဲ့ကြားကန်တွေကိုလဲထည့်ပါတယ်သို့မဟုတ် by using 3ပါလို့ရေးလိုက်ရတယ်ကြိုက်တာသုံးတစ်ခေါက်ပြန်လိုက်ဆိုပါ by replacing the insulating material လိုက်ဆိုပါ by replacing the insulating material having the larger dielectric constant having the larger dielectric constant having the greater dielectric constant ပြီးပြီဒါပဲဟုတ်ပြီနော်ကဲအဲ့ဒါလေးဆရာပြန်ပြောလိုက်ရခြင်းဒီနောက်ညံစမ်းလေးဖြည့်ခြင်းလို့ငါစပယ်လေး800နဲ့ရောသွားမှာဆိုလို့ဘာညံစမ်းလေးဖြည့်ခြင်းတာလဲဆရာသားရဲ့သမီးတွေခဏမှားတတ်တဲ့အားလေးအဖြေရတယ်2မျိုး2ခွာဖြစ်နေတာလေစာမျက်နှာ144ကိုကြည့်လိုက်144 review exercise 2ဟုတ်တယ် review exercise 2လေးကိုကြည့်ဟုတ်ပြီနော် review exercise 2ကြည့်မယ်တွေ့ပြီနော်စာမျက်နှာ144
144 review exercise 2 မေကုန်းလေးလိုက်ပတ်ဆရာတို့လိုက်ပတ် when the distance between two parallel plates having the charge of equal magnitude and opposite sign is reduced what will happen to the capacitance and potential difference of the plates of the plate တကယ်တော့ဆရာ of the capacitor လို့မေးတယ်နော်အဲ့တော့ of the plate လို့ပဲရပါတယ်အဲ့ဒါတူတူပါပဲနော်ကဲစမယ်ဆရာမေကုန်းလေးပြန်ရှင်းပြမယ် when the distance လိုက်ကြည့်မယ်နောက်မှမှတ်မယ် distance ဒါတခါလေးလိုက်မှလည်းမှတ် distance d နဲ့ပြဟုတ်ပြီနော် distance d နဲ့ပြပြီဘယ်သူရလဲ between two parallel plate ပြားနဲ့ပြားကြားမှာရှိတဲ့ distance having အဲ့ plate ပြားတွေမှာ charge of equal magnitude to တူတူပဲလို့ပြောတာ opposite sign တစ်ခုတည်း plus ဆိုတစ်ခုကပါလဲ minus လိုက်ပြောစရာလိုက်ပြောကြောင်ပြီးကြည့်မယ်နဲ့ reduce short ချမယ်ဒီကို short ချလိုက်မယ် short ချလိုက်ရင်ချက်ချင်းဖြည့်လို့တော့ရပါပြီခုနကတော့ဆရာပြောသွားသေးတယ်လေ distance ကို short ချရင် capacitance ဘာဖြစ်မှာလဲအေးပေါ့တိုးတာပေါ့အတူကလည်းဆရာအောင်မေးတယ် what will happen to the capacitance နဲ့ capacitance ဖြည့်လို့တော့ရပါပြီ capacitance တိုးသွားပါပြီပေါ့ capacitance increases will increase AI နောက်ကပြဿနာပေးမှသူပဲ potential difference မြင်ကြောင်းတာ V နဲ့ပြ capacitance C ဘာဖြစ်သွားမလဲ potential difference V ဘာဖြစ်သွားမလဲအဲ့ဒါမေးတာတယ်ပြန်ပြောမယ်နော် distance ကို short ချလိုက်ရင်နဲ့ capacitance ဘာဖြစ်သွားမလဲ what will happen potential difference ဘာဖြစ်သွားမလဲ what will happen ဖြည့်ပြမယ်သေချာလိုက်ကြည့်ငါသားလေးသမီးနော်တစ်ခေါက်ပြန်ဖြည့်ပြမယ်ကဲရပြီနော်သေချာလိုက်ကြည့်ဆရာဖြည့်ပြမယ်မိကုန်းကဗာမေးတာလဲ distance ကို short ချလိုက်ရင် distance ကို short ချဒီကို short ချ reduce I DUC reduce လုပ်လိုက်အဲ့ဒါတော့ဆရာကဗာမေးတာလဲ capacitance ဘာဖြစ်သွားမလဲ potential difference ဘာဖြစ်သွားမလဲဗာမေးတာလဲ increase or decrease တွေပေါ့ increase တွေ decrease တွေအဲ့ဒါဆရာကြီးတိုးဝိုင်း increase ဆိုဖြေလိုက်ရော့ဝိုင်းပါလဲ decrease ဒါပဲ increase တွေ decrease တွေတကယ်လို့ဆရာရိုးဘတ်ပဲသုံးမယ်ဆိုရင် increases decreases well နဲ့ဆိုရင် s တွေထည့်ကြမလို့ well increase well decrease နော်ကဲစပြီခုန equation လေးနဲ့ပဲပြန်စဉ်းစားပြီပြောပါအောင် c ရဲ့ဒုတိယ equation လေးပြောပါဆရာ c equal to ဟုတ်တယ်ကပ္ပါ epsilon naught a by d ကဲမှာ c နဲ့ d နဲ့ဒီ capacitance နဲ့သူ distance တွေဘယ်လိုချိုးကြလဲဟုတ်တယ်ပြောင်းပြန်ချိုးကြတယ်1 by d တစ်ချက်စားပြေပါပြီ distance ကို short ချလိုက်တယ်ဒါဒီနည်းသွားတယ်ဒါကို short ချလိုက်ရင်ဆရာပြော capacitance ဘာဖြစ်လာမလဲဟုတ်တယ်တိုးလာရမယ်တီဗီသားတစ်ခေါက်ထပ်ရေးပြီစနော်ဒါပဲအဲ့တော့ဖြည့်ပြီ the capacitance will increase ပြန်ပြောစရာ the capacitance will increase မိကုန်းနဲ့အတိုင်းပြန်ကောက်ခြင်းကောက် when the distance between two parallel plates having a charge of equal magnitude and opposite sign is reduced the capacitance will increase အဲ့ဖြည့်လေးပဲဆရာရေးပါမယ်ကော်မာနောက်ကလေနော်ကျန်တာဆရာမင်းကတော့ပြန်ကောက်လိုက်ပေါ့ဟွမ်းရစပြီနော်သာသမီမရေးတော့ဆရာဖြည့်ပြီ the capacitance တိုးသွားပါပြီ will increase what will happen ဆို will လေးနဲ့ဖြည့်တာပိုကောင်းတာပေါ့ increase ဟုတ်ပြီနော်ရှေ့တန်းဝဲတော့ဆရာအကြောင်းသားတရားဆရာကျွန်တော် will increase မြေပဲ increase ဆိုပဲအဲဆို s တဲ့ increases ဆရာ s ကျန်သွားရင်ရောဆရာယူပါဗီဒဆရာသမားများသည်ပေးပါတယ်ယူပါဗီဒစစ်တာဖြစ်ညာယူပါဗီဒ theory မှန်ရင်ပေးပါတယ်တာသမီးနော်အင်္ဂလိပ်စာအသေးအတိုင်းလိုက်ပြီးမကြည့်ပါဘူးပြန်ပြောဆရာ the capacitance will increase the capacitance increases capacitance C ပေါ့နော်တာသမီးပြီးပြီတစ်ချက်ရပါပြီအေးမှားတတ်တဲ့ဟာလေးလာတော့မယ်သားတို့သမီးတို့ဘာလဲဆရာ potential difference အဲ့ potential difference နဲ့ပတ်သက်တဲ့ဟာတော့ဆရာဖြစ်နိုင်ခြင်း2မျိုးဖြစ်နိုင်2မျိုးလုံးဆရာရှင်းပြပါမယ်ပြီးရောမပြောတော့ဘူးဆရာနော်2မျိုးရှင်းပြတစ်ဖတ်စာအုပ်ထဲမှာပြဋ္ဌာန်းထားတဲ့အချက်လေးနဲ့ဆရာ3မျိုးရှင်းပြမယ်ဖတ်စာအုပ်ထဲမှာဆရာ dielectric constant ကိုရှင်းပြတဲ့အခါမှာစာမျက်နှာ143ပုံရင်းအပေါ်မှာရှင်းပြထားတယ်အဲ့ capacitor ကိုတဲ့ battery ကနေဖြတ်ထားမယ်အဲ့ battery နဲ့ကဖြတ်ထားတဲ့ဟာလေးအဲ့ဒါလေးနဲ့မိကုန်းရှင်းပြမယ်ဟုတ်ပြီနော်ဘယ်အချိန်မှလဲဆရာခေါင်းစဉ်ပြန်တက်ထားလိုက်ပြီwhen the capacitor ကို is နှစ်ချက်ပြည့်မယ်တစ်ဖြတ်ထားတဲ့အချိန်
ဖြတ်ထားရဲဆိုတဲ့ဆရာပြော connected လား disconnected လားဟုတ်တယ် disconnected စလုံးပေါင်း disconnected disconnected ဖြတ်ထားလိုက်မယ်ဘယ်ကနေလဲ from a battery ကနေဖြတ်ထား battery နဲ့မဆက်ထားတော့ battery နဲ့ဖြုတ်ထားလိုက်ပြီဆရာအဲ့ဒီအချိန်မှာဆရာသူ့ရဲ့ potential difference ဘာဖြစ်သွားမလဲအဲ့ဒါလေးကိုဆရာတို့အသေးစိတ်လေ့လာပါမယ်တပည့်တို့တေချာကြည့်တော့မှားတယ်တော့သတိထားနော် battery ကနေဆရာဖြတ်ထားပြီအဲ့တော့ battery ကနေဆရာဖြတ်ချလိုက်တာဖြစ်ချင်းတော့လာပြီနော်စစဉ်းစားပြီ C equal to Q by B မှာ battery နဲ့ဆက်ထားခြင်းမရှိတော့ဘူးထို့ကြောင့်ပြောပြီး C equal to Q by B မှာခုန C ကဘာဖြစ်နေပြီးသားလဲဟုတ်တယ် when increase တိုးနေတဲ့အချိန်မှာ battery ကိုလည်းဆရာဖြုတ်လိုက်ပြီဆိုရင်တော့သူ့မှာရတဲ့ charge ကခုန battery ကပေးသွားတဲ့ charge ပဲရှိမယ်ထပ်ရစရာမရှိတော့ဘူးထို့ကြောင့် charge စီဘာဖြစ်သွားလဲဟုတ်တယ် constant အဲ charge ကို constant စဉ်းစားအောင်charge က constant ဒါပဲပြီးပြီ charge က constant နဲ့စဉ်းစားအောင်ဟုတ်ပြီနော်အဲ့တော့ပြောပြီနော်ခုနကတော့ C ကဘာဖြစ်နေတာလဲ increase တိုးတာတယ်ထို့ကြောင့်ဒါတိုးတာဖြစ်ခြင်းကြောင့်ပြန်ပြောမယ်နော် battery ကနေဖြုတ်ထားခြင်းကြောင့်မဖြုတ်ခင်တော့ battery ပေးထားတဲ့ charge ကအဲ့ charge ပဲရှိတော့မယ်ထပ်တိုးစရာလည်းမရှိတော့ဘူးဒီတိုင်းတန်ဖိုးလေးပဲရှိမယ်ကျိုးဒီ constant အဲ့ဒီအချိန်မှာဆရာပြောပြီး capacitance ဘာဖြစ်နေလဲတိုးနေတယ်ဘာလို့လဲ distance short ချလိုက်လို့အဲ့ဒါဆရာကပြောဒီညီမချင်းရ equivalent ဒီ equation ဖြစ်ဖို့အတွက်ဒီမှာ constant ဖြစ်နေပြီအဲ့တော့ဒါတိုးနေပြီဆိုတော့ဒါဒီဆရာကပြောဘာဖြစ်သွားတော့မလဲဟုတ်တယ်ဒီမှာ constant ဖြစ်ဖို့အတွက်ဒါယော့သွားမှာပေါ့ဟော potential difference ယော့သွားမယ်ပြီးပြီထို့ကြောင့် battery နဲ့ဖြုတ်ထားတယ်ဆိုလို့ရှိရင်ဆရာဖြေရမယ်ဖြေရဆရာဘာဖြေရမလဲဆရာ that potential difference decreases သို့မဟုတ် will decrease ပြန်ပြောဆရာဘာဖြေမလဲ that potential difference မင်းတို့အရှိရေးဆရာတူပဲရေးလိုက်ပြီ will decrease ယော့သွားပါလိမ့်မည်ဒါပဲ DCRESC decrease ယော့သွားပြီးပြီဟုတ်တယ်ဟိုနောက်ကဆရာမတို့မှတ်မိရနော်ဆရာမတို့ကျွန်တော်တခါမေးဘူးလေဆရာအဲ့ဖြေကိုလည်းချိုးဆရာတွေက increase လို့လည်းဖြေတယ်မှန်တာပဲလားလေဆရာဒါ well decrease နဲ့ဆရာဖြေလိုက်ပြီပြန်ပြောမယ်နော် capacitor နဲ့ဆရာဖြုတ်ထားတဲ့အချိန်မှာ battery ကပေးသွားတဲ့ charge ဒါပဲရှိတော့တယ် Q constant မပြောင်းသွားတော့ဘူး C အောင်မှာတိုးနေပြီ C တိုးနေရဆို potential difference ဘာဖြစ်သွားရော့ the potential difference will decrease the potential difference decreases ကြိုက်တာနဲ့ဖြေ decreases decreases ဆရာနောက်တစ်မျိုးရတာပေါ့တာတို့သမီးဆရာမတို့တော့ရှင်းပြပြီသားနော်ဟိုဆရာမတွေမေးခဲ့လို့ကဲလာပြီ battery နဲ့ဆက်ထားတဲ့အချိန် when the capacitor is connected to a battery connected လို့ထားမယ် connected connected ဘယ်သူနဲ့လဲ to a battery နဲ့ဆက် to a battery တေချာလိုက်ကြည့်ပြီးမှဘာဖြည့်သင့်လဲဆိုတော့မင်းတို့ဆရာအကြံဉာဏ်ပေးပါမယ် connected လောက်ထားတယ်ခုန disconnected ကဲဆရာမင်းမယ်ဒီ equation လေးနဲ့ပဲပြန်စဉ်းစားမယ် C equal to Q by ပြီပြန်ပြောဆရာ C equal to Q by ပြီအေးအဲ့မှာထူးခြားချက်ပြောပြီ battery နဲ့ဆက်ထားတာဖြစ်ခြင်းကြောင့် battery သည်သူ့မှာတွဲဖို့ရှိတယ်ဆိုပါစို့ capacitor ကိုလည်းပေးလိုက်တယ်ဘယ်လောက်ဖို့လဲတွဲဖို့အဲ့ V သည် battery ကထုတ်ပေးလိုက်တဲ့ potential difference ပြောင်းလဲသွားခြင်းမရှိတော့ဘူးအဲ့ V သည်အဲ့ဒါ constant ဖြစ်သွားပြီဩအဲ့ဒါလေးမှားမှာ constant ဖြစ်သွားတယ်constant ဖြစ်သွားတယ်ဗျာတိုးလည်းမတိုးယော့လည်းမယော့အဲ့ဒါဖြေရမှာသွားပြီဟာဆရာ decrease လို့ increase လို့တော့မပြေနဲ့မရဘူးနော် constant လို့ဖြေရမှာအဲ့တော့ဘာလဲဆရာဒီ battery ကထောက်ပံ့ပေးနေတဲ့ potential difference battery ကထုတ်ပေးတယ်သူ့မှာ battery မှာစစ်ဖို့ရှိတယ် capacitor ကိုစစ်ဖို့ထုတ်ပေးတယ်တွဲဖို့ရှိတယ်တွဲဖို့ထုတ်ပေးတယ်အကြမ်းမြင်အပြင်နိုင်ဖို့ရှိတယ်နိုင်ဖို့ထုတ်ပေးတယ် battery ကထုတ်ပေးတဲ့ potential difference အတိုင်းပဲ constant နည်းလည်းမနည်းတော့များလည်းမများတော့အဲ့တန်ဖို့ရှိမယ်အဲ့တော့ဆရာဒီနေရာမှာဆရာပြောပြီး capacitance ရှေ့မှာဆရာပြောခဲ့ပြီးသားတိုးနေတယ်ဒါကြီးကတိုးနေတယ်အဲ့တော့ဆရာဒီနေရာမှာဒါတိုးတယ်ဆိုတော့ဒါနဲ့ဒါဒီ equation မှာ equivalent ပြန်ဖြစ်သွားဖို့ဒါလည်းပါပြရမယ်တိုးရမယ်အဲ့ capacitance တိုးဖို့ဘယ်သူကထောက်ပံ့ပေးမှာလဲဒီ battery ကထောက်ပံ့ပေးမှာ potential difference ကိုတော့တသမတ်တည်းရစီတယ် charge ကိုတော့တိုးပေးရမယ်အဲ့လိုတိုးပေးဖို့အတွက် charge တိုးပေးဖို့အဲ့ battery ကဘာလုပ်ရလဲအဲ့ plate ပြားတွေစီကို electron တွေများများပို့လွှတ်ရတယ်ဒါပဲအဲ့ battery ကပို့လွှတ်ရတယ်အဲ့ဒါတော့ဆရာမတွေအတွက်ပြောတာပါဒါတွေသမီးတွေကတော့ potential difference constant လို့ဖြေလိုက်ရင်ပြီးပါတယ် battery နဲ့ဆက်ထားတဲ့အချိန်မှာမပြောင်းပါဘူး increase လည်းမဟုတ်ပါ decrease လည်းမဟုတ်ပါမပြောင်းလို့ဖြေရမယ်ဒါတို့သမီးတို့
ဟုတ်ပြီနော်တော့ stay the same ဒါပဲဖြစ်မလားအမှားတတ်ပါတယ်အဲ့ဆိုဆရာကျွန်တော်တို့ကဘာဖြည့်သင့်တာလဲဆရာဒီဟာကိုဖြည့်သင့်တယ်ဖတ်စာအုပ်ထဲမှာ disconnected နဲ့ပတ်သက်ပြီးပါလာတယ်ဒါဖြည့်ရောမှားလားမမှားဘူးဒါပေမဲ့ယူပဗေဒဌာနကတော့အဖြေမှာတေချာတတ်ရက်လေးဖြည့်ရင်တော့ကောင်းတာပေါ့မဖြည့်ဘဲနဲ့ဒါပဲပြီးတယ်ဆိုပြဿနာတက်မယ်သားတို့သမီးတို့နှစ်မျိုးလုံးဆရာတင်ပေးပါတယ်ဆရာသမားတွေတော့ရှင်းပြပြီးပြီနော်ကဲဒါတပည့်တွေအတွက်ဖြစ်ပါတယ်ဗီဒီယိုလေး pause လို့အဲ့ဒါရေးလို့ရပါပြီငါသားလေးသမီးနားလည်သွားပြီနော်မှားတတ်ပါတယ်သတိထားပါစာအုပ်များများပြန်ကြည့်ပါအမြဲပြန်ကြည့်ပါဗီဒီယို pause လို့ရေးတော့